မင်္ဂလာပါကိုစစ် gaming channel နဲ့ပြန်ဆဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ game ချစ်သူတွေအားလုံးအတွက်ကျွန်တော်တို့ရဲ့ငယ်ဘဝရဲ့အမှတ်တရတွေကိုပြန်လည်သက်သွင်းပေးမယ့် game လေးတစ်ခုကြောင်းပြောပြပေးချင်ပါတယ်အဲ့ဒါကတော့နာမည်ကျော် Planet Vs Zombie ရဲ့ fan made ပြန်လည်ဖန်တီးထားတဲ့ Planet Vs Zombie Replay number ဖြစ်ပါတယ်ဒီ game ကိုပုံမှန် Planet Vs Zombie လို့ပဲပျော်စရာစိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ Tower Defense game မျိုးစားဖြစ်တယ်ဆိုတာလူတိုင်းသိကြမှာပါဒါပေမဲ့ Replay number ဆိုရင်မူရင်း game ရဲ့အနှစ်သာရကိုမပြတ်စေပဲပုံမကောင်းမွန်တဲ့ graphic အသက်ထက်တိုးလာတဲ့အပင်တွေဖောက်ကောင်တွေနဲ့ game ပုံစံတွေကိုထည့်သွင်းထားတာတွေ့ရမှာပါပုံမကောင်းမွန်တဲ့ graphic နဲ့ animation ဟာဆိုရင် video ထဲမှာမြင်ရတဲ့အတိုင်းပဲ planets တွေ zombies တွေရဲ့ပုံစံတွေကဆူဆူရှာရှာနဲ့လှပလာပါတယ် animation တွေကလည်းမူရင်းထက်ပုံမချောမွေ့ပြီးအသေးစိတ်ကျလာပါတယ်ပင်သင်များဖောက်ကောင်သင်များဂိမ်းထဲမှာမူရင်း Planet Vs Zombie 1မှာပါဝင်မှုတဲ့အသစ်ထပ်တိုးပင်တွေနဲ့ဖောက်ကောင်မျိုးစားတွေကိုထည့်ထားပါတယ် OG ကလည်း Avenger မို့ကဆိုရင်ပုံမှန် 5-7 level လောက်ထိကိုပို့ပြီးတော့ရှည်လျားလာပါတယ်မြေပုံတစ်တွေနဲ့စိန်ခေါ်မှုတစ်တွေပေါင်းစပ်ထားတာကြောင့်အပျော်ကြီးပျော်အောင်မှသိကြပါပဲမီနီဂိမ်းများနဲ့ဂိမ်းပုံစံအသစ်များစိတ်လှုပ်ရှားစရာမီနီဂိမ်းတွေပက်ဆာရီနဲ့ LS မုံမှာပါပြောင်းလဲတစ်တွေကိုထည့်သွင်းထားပါတယ် Planet Vs Zombie Replay နဲ့ဟာမူရင်းဂိမ်းရဲ့အမာခံပရိသတ်တွေအတွက်ရော Tower Defense Game သစ်ရှာဖွေနေသူတွေအတွက်ပါမရှိမဖြစ်ကစားတဲ့ game တစ်ခုပါပဲကဲအခုပဲဒီ game ကိုစမ်းသပ် download ဆိုပြီးဖောက်ကောင်တွေရဲ့ချင်းချောင်းမှုကိုရင်ဆိုင်ဖို့သင်ရဲ့အပင်တက်ကိုဦးဆောင်လိုက်ပါဒီ game နဲ့ပတ်သက်ပြီးသင်ရဲ့အမြင်တွေကိုလည်း comment မှာပြောပြပေးသားဖို့မေးပါနဲ့ဦးနော်နောက်ထပ်ဘယ် game ကြောင်းပြောစီခြင်းလဲဆိုတာကိုလည်းအကြံပေးခဲ့ပါအောင်ကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးမြင်တင်ရှိပါတယ်